ဇလန်းအစမှာအမျိုးသမီးစစ်စင်ရေးသမားတယောက်ဟာတောအုပ်ထဲမှာလက်နက်ကင်အဖွဲ့တစ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံနေရပါတယ်။ရန်သူတွေကနေရာအနှံ့ဖြန့်ကျက်ထားပြီးသူမကိုဝိုင်းဝန်းပိတ်ဆို့ဖို့ကြိုးစားနေကြပါတယ်။သူမကတစ်ပင်တွေကြားမှာပုန်းကွယ်ရင်းရန်သူတွေရဲ့လှုပ်ရှားမှုကိုတေချာစောင့်ကြည့်ပါတယ်။အခြေအနေကအန္တရာယ်များလာတာနဲ့အမျှနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားလာပြီးတောအုပ်တစ်ခုလုံးစစ်မြေပြင်လိုဖြစ်သွားပါတယ်။ရန်သူအရေးအတွက်များပေမဲ့သူမကမြန်ဆန်တဲ့လှုပ်ရှားမှုတွေနဲ့တယောက်ပြီးတယောက်ရှောင်တိန်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အန္တရာယ်ကအဆုံးမသက်သေးပါဘူး။နောက်ပိုင်းမှာရဟတ်ယာဉ်တစ်စီးပါဝင်လာပြီးလိုက်လံရှာဖွေမှုကိုပုံမပြင်းထန်စေပါတယ်။တောအုပ်ထဲကနေထွက်ပြေးရင်းသူမဟာကြောက်တောင်ကြားအန္တရာယ်ရှိတဲ့နေရာတစ်ခုကိုရောက်ရှိလာပါတယ်။နောက်ဆုံးချိန်မှာတော့သူမဟာစနက်ပရိုက်ဖို့ကိုအသုံးပြုပြီးအဝေးကရန်သူကိုတိကျစွာချိန်ရွယ်ပစ်ခတ်ဖို့ပြင်ဆင်ပါတယ်။အသက်ရှင်လွတ်မြောက်နိုင်မလား။ရန်သူတွေကိုအနိုင်ယူနိုင်မလားဆိုတာကတော့ဒီအချင်းစင်ရဲ့စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်ပဲဖြစ်ပါတယ်။